ကဲဘော်ရာတို့ထော်ရာတို့ကော်ရာတို့ရေယူရိုမမကမွေးကနန်းနှစ်ကွက်ပေးထားတယ်နော် public ကိုမွေးကနန်းနှစ်ကွက်ပေးထားပါတယ်မြည်သူမဆိုကစားလို့ရတယ်တစ်ခွန်နဲ့တစ်ကိုးသာဖြစ်ပါတယ်လို့နော်မွေးကနန်းနှစ်ကွက်ကအရင်ဘက်ကပေးထားတယ်မွေးကနန်းဝယ်ထားကြတဲ့လူတွေဆက်လိုက်ပါဒီဘက်မှာတေချာပေါက်လာမယ်မမရေပြောတယ်နော်တေချာပေါက်လာမယ်အမပေးထားတဲ့နံပါတ်အမတင်ထားတဲ့နံပါတ်အမရဲ့ TikTok မှာတင်ထားတဲ့နံပါတ်တွေဟာတပတ်စာတင်ပေးထားတာတပတ်စာလုံးအဲ့ဒီတဲကပဲထွက်မှာပါဝယ်ထားတဲ့လူတွေကတော့အထူးပေါ့နော်အဲ့တော့ဝယ်ထားတဲ့လူပဲနေနေမဝယ်ထားတဲ့လူပဲနေနေမတက်နိုင်တဲ့လူပဲနေနေတက်နိုင်တဲ့လူပဲနေနေအကိုလုံးပေါက်ပါစေဆိုတဲ့ယူရချက်နဲ့မမကလူတိုင်းကိုပေးထားခြင်းဖြစ်ပါတယ်အဲ့တော့စိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေပြီးတော့အထူးအနေနဲ့ပြောမယ်နော်9-3ညထိတ်နဲ့9-3ညအပါကလည်းတပတ်စာရှိတယ်လာလိမ့်မယ်โอเคနော်လာလိမ့်မယ်များမကြမီမှာလာကိုလာလိမ့်မယ်โอเคနော်အဲ့ဒါလေးကိုတက်ပြောတာ